မြေပေါ်တော်လိုပဲမင်္ဂလာပါဒီနေ့ညချန်ပီယံလိဒုတိယညဒုတိယအကြော့ပွဲစီတွေကစားဖို့ရှိတယ်။၄ပွဲတိရှိပါတယ်ဗျကျွန်တော်ဒီနေ့ညလည်းကျွန်တော်၄ပွဲလုံးအကောင်းဆုံးရွေးချယ်ထားပါတယ်။ပထမဆုံးရွေးချယ်ပေးခြင်းတဲ့ပွဲကတော့ဂျိုဘက်တက်နဲ့ကာတာဆာရီရဲ့ပွဲစဉ်ဒီပွဲစဉ်မှာဂျိုဘက်တက်ဘက်ကနေပြီးတော့1.50ဘော်ဒီကြီးပေးထားတယ်ကိုပေါင်းကြီးကတော့3.40ဆိုပြီးတော့ပေးထားတယ်ဗျ။ဒီနေ့တည်းကပထမအကြော့တော့9ဂိုး2ဂိုးနဲ့ကာတာဆာရီကအိမ်ဝင်းမှာအနိုင်ရထားတယ်ဆိုတော့ဒီပွဲစဉ်မှာဂျိုဘက်တက်အနေနဲ့3ဂိုးပြတ်မှာပဲနောက်တစ်ဆင့်တက်ဖို့တော့ကိုမျှော်လင့်နိုင်တာပေါ့နော်။ဒါပေမဲ့မရှိဂျူပင်တက်ကနောက်တန်းအနေထားနေတော့ကာတာဆာရီကို3ဂိုးပြတ်ဖို့ကမလွယ်ဘူးဗျဂျူပင်တက်ကနောက်ဆုံး9ပွဲကစားထားတဲ့နေရာမှာနိုင်ပွဲလုံးဝမရသေးဘူး4ပွဲထိရှုံးလာတယ်တပွဲစီချထားတယ်အဲ့ဒီ9ပွဲလုံးမှာလည်းတပွဲကို2ဂိုးလုံးပုံမှန်ပေးထားရတယ်ပေါ့နော်လက်ရှိဂျူပင်တက်ရဲ့အိမ်ဝင်းဖြစ်ပေမဲ့လည်းကာတာဆာရီ900သွားနိုင်တယ်ပေါ့နော်ကာတာဆာရီကပြီးခဲ့တဲ့တူရကီစူပါလိပွဲစဉ်မှာအဓိကကစားသမားတချို့ကိုလည်းအနာပေးခဲ့တယ်ဒီပွဲကိုတေချာအာကိုစိုက်ထားတယ်ဆိုတော့ကာတာဆာရီဂျူပင်တက်ကို9သွင်းမှာပါထိတ်တိုက်တွေ့ဆုံမှုတွေအရဆိုလို့ရှိရင်လည်းဂါဒါဆာရီကချိုပေတက်ကို9ချိန်တွေ့ဆုံထားတဲ့နေရာမှာ9ချိန်လို့ကိုသွင်းလာတယ်ဆိုတော့ဂါဒါဆာရီကတကူရလိုက်ပြီဆိုလို့ရှိရင်ချိုပေတက်အနေနဲ့လက်ရှိခြေကိုအောင်ဖို့ဆိုလို့ရှိရင်တော့3ခုလောက်သွင်းရမှာပေါ့နော်ဒီတော့ဂါဒါဆာရီကိုနေချင်စရာတော့ကောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်တစ်ချက်တွေးကြည့်တာပေါ့2003-2004နောက်ပိုင်းကစပြီးတော့ချန်ပီယံလိ16တဲအဆင့်ကိုအီတလီကလပ်တသိန်းတော့အမြဲတမ်းတက်တယ်ဗျလက်ရှိမှာအင်တာမီလန်ကမနေ့ကတော့ပြုတ်သွားခဲ့ပြီဗျဆိုတော့အီတလီစီးတီးရဲ့သိခါကိုဆဲဖို့ကဒီညကစားမဲ့အက်တလန်တာနဲ့ဂျူပီတက်ပဲကျန်တော့တာဆိုတော့ကျွန်တော်ဒီနေ့ညတော့အီတလီကလပ်တွေကိုဂိုးသွင်းစေချင်တယ်ဂိုးသွင်းမယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဂျူပီတက်ဘက်ကလည်းဂိုးတွေတော့ပြင်ရမယ်လို့ကျွန်တော်မြင်တယ်ဒီပွဲကို2ပွဲလောက်ကအနေဆုံးစကြည့်ရမယ်ပွဲလို့မြင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဂိုးပေါ်တစ်ချောင်းကိုပဲပို့ပြီးတော့ကြိုက်တယ်ဗျာဒီပွဲကိုဂျူပီတက်ပွဲကိုပေါ့နော်နောက်ထပ်ပွဲတွေကိုတော့ကျွန်တော်တစ်ဆက်တည်းပဲအတလန်တာနဲ့ဒေါ်မွန်ရဲ့ပွဲကိုကျွန်တော်ရွေးထားတယ်ပေါ့နော်ဒီပွဲချိန်မှာအတလန်တာဘက်ကနေပြီးတော့တရေနှုတ်60ဘော်ဒီကြီးပေးထားတယ်ကိုပေါင်းကြီးက3ပေါင်း30ဆိုပြီးတော့ပေးထားတယ်ပေါ့နော်လက်ရှိဘော်ဒီတွေကကြီးနည်းနည်းပြင်းလာလို့ပြောရမယ်မူလသေးတော့တရေအနှုတ်30လောက်ပဲရှိတာပေါ့ပြား30လောက်ကြီးပြင်းလာလို့ပြောရမယ်တော့ဒီပွဲကိုတော့ကျွန်တော်ခဏတော့ပြောတဲ့အချက်ကိုပဲပြန်ပြောရမယ်ဆိုလို့ရှိရင်ချီရီခလက်တသိန်းတော့ကျွန်တော်16တဲအဖေကိုရောက်စီခြင်းလေဗျတစ်ဖက်ကဂျိုပင်တက်က3ခုပြတ်မှမျော်လင့်ချက်ရှိတဲ့အနေအထားဖြစ်တဲ့ကြောင့်မလို့အတလန်တာကပို့ပြီးတော့ဖြစ်နိုင်ကြီးများတယ်တပတ်ကတော့မော်အသေးဖြစ်တဲ့ကြောင့်မလို့တော့နည်းနည်းလေးတော့ခက်တာပေါ့နော်ဒါပေမဲ့လည်းအတလန်တာရဲ့အိမ်ဝင်းကိုကျွန်တော်တို့ယုံရမယ်ဗျအတလန်တာကအိမ်ဝင်းမှာဆိုလို့ရှိရင်အင်တာမီလန်ကိုရှုံးထားတယ်ဒီမထင်မဲ့ပဲနဲ့ပြီးပါကိုချန်ပီယံလိမှာရှုံးတယ်ပေါ့အဲ့ဒီနှစ်ပွဲကလွယ်ကျန်တဲ့ပွဲတွေကရိုမာတို့ဂျူပင်တက်တို့ပြီးခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်လည်းနာပိုလီဒီလိုအသင်းတွေကိုအိမ်ဝင်းမှာအနိုင်ခံထားတာဗျဆိုတော့ဒေါ်မွန်ဒီပွဲထင်တဲ့လောက်မလွယ်ဘူးဆိုတော့ကျွန်တော်ဒီပွဲကိုတော့အတလန်တာကိုပဲရွေးချယ်မယ်ပထမအကျော်ရလက်ကိုပြန်ချေပနိုင်ဖို့ခက်ခဲနေအောင်မှာအတလန်တာ1-2-1လောက်နဲ့တော့ကတ်နိုင်သွားမယ်လို့ကျွန်တော်မြင်တယ်ဗျဆိုတော့ဒီပွဲလည်းညီကိုအကြိုက်တူမှာချပါနောက်ထပ်ပွဲတွေအနေနဲ့ Real Madrid နဲ့ Benfica ရဲ့ပွဲကိုရွေးထားတယ်ပေါ့နော်ဒီပွဲချိန်မှာ Real Madrid ဘက်ကနေပြီးတော့1ပေါင်း30ဘော်ဒီကြီးပေးထားတယ်ကိုပေါင်းကြီးကတော့3ပေါင်း30ဆိုပြီးတော့ပေးထားတယ်ပေါ့ဆိုတော့အိမ်ဝင်းမှာအနိုင်ရတာနဲ့ပြား30စားရမယ်ဆိုတဲ့အနေထားကတော့ Real Madrid အတွက်ကြီးပြော့တယ်လို့ပဲကျွန်တော်မြင်တယ်ခံမှန်းလူစီရင်အရာပေါ့နော်အမ်ဘာပေဒီပွဲမှာပါနိုင်ဖို့မရှိဘူးလို့ကျွန်တော်မြင်တယ်ပေါ့တစ်ဖက်ကဘီဖီကာကလည်းနီးပတ်မော်ရီဟိုပါနိုင်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဒီပွဲကတစ်ဖက်ကလည်းတိုက်စစ်ပိုင်းအားနေနေတယ်တစ်ဖက်ကလည်းနီးစက်နေပိုင်းအားနေနေတယ်ဒီလိုပွဲစဉ်မျိုးလို့ကျွန်တော်ကတော့သုံးသပ်မိရပေါ့ဆိုတော့ပထမကြော်တော့ကလည်း Z1 နဲ့ပဲပွဲပြီးထားတာဖြစ်တဲ့ကြောင့်မလို့ဒီပွဲမှာလည်း Real Madrid အနေနဲ့အိမ်ပွဲမှာ2-6လောက်ပြတ်သွားပြီဆိုလို့ရှိရင်တော့ထိန်းကန်သွားမယ်လို့ပဲကျွန်တော်ထင်တယ်ပေါ့နော်တစ်ဖက်ကဘီဖီကာကလည်းလက်ရှိချန်ပီယံလိမှာReal Madrid နဲ့တွေ့ထားတဲ့အုပ်စုပွဲတွေတပွဲပဲ4-2နဲ့ဂိုးပေါ်ခဲ့ရပေါ့ကျန်တဲ့ပွဲတွေကဂိုးအောက်ထားခဲ့တယ်ဆိုတော့လက်ရှိ3ပေါင်း30ဆိုတဲ့ဂိုးပေါင်းသေးတယ်မှာတော့ကျွန်တော်ဂိုးအောက်ကိုပဲကျွန်တော်ကြိုက်တယ်10ပြားရင်းပြီးတော့ကျွန်တော်စောင့်မယ်ဗျာ3ခုထပ်တော့ပို့ပြီးတော့ဂိုးသွင်းကြမယ်လို့ကျွန်တော်မထင်ဘူးပေါ့ဒီနေ့တင်ရနောက်ဆုံးပွဲတွေကတော့ PSG နဲ့မိုနာကိုရဲ့ပွဲတင်ပေါ့နော်ဒီပွဲတင်မှာ Asian PSG ဘက်ကနေပြီးတော့2ပေါင်း30ဘော်ဒီကြီးပေးထားတယ်ဂိုးပေါင်းကြီးက4ပေါင်း85ဆိုပြီးတော့ပေးထားတယ်ဗျကျွန်တော်ဒီပွဲကိုတော့တိတ်ပြီးတော့မကြိုက်ဘူးအထူးသဖြင့် PSG ကတခါတလေရောက်လို့ရှိရင်သူကလုံတက်တယ်ဗျာကတ်နိုင်သွားတာတော့ဘာလို့ပြီးခဲ့တဲ့ပွဲတင်တော့ကလည်းမိုနာကိုတယောက်ရောနေအောင်မှတွင်းလို့ရတယ်ဗျာတမင်တက်မတွင်းမနေနေတာကျွန်တော်အဲ့လိုပဲမြင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော် PSG ကိုတော့ကျွန်တော်ကြောက်တယ်ပေါ့လက်ရှိ2ပေါင်း30ဆိုတဲ့ body ဈေးနဲ့တော့ပို့ပြီးတော့ကျွန်တော်ကြောက်သေးတယ်ဒီ Champion League မှာပေါ့ဒါပေမဲ့လည်းကျွန်တော်ရွေးပါဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ PSG ပဲရွေးရမှာပေါ့နော်အဓိကအဖြစ်ပါလဲဆိုတော့ပထမကြော်တော့ကလည်းဒါရနေပြီးတော့မိုနာကိုတယောက်ထုတ်ပေးတယ်ဒုတိယပိုင်းတစ်ပိုင်းလို့တယောက်သားနဲ့ကစားရတယ်ကြီးမအောင်ပါဘူးဆိုတော့ဒီပွဲမှာတော့2ပေါင်း30ဆိုတဲ့ကြီးပြင်းပြင်းလေးနဲ့တော့ PSG ကြီးအောင်ကစားသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့3-0တစ်ပေါက်ကိုကျွန်တော်ကြိုက်တယ်ပေါ့ဒါကြောင့်မို့ကျွန်တော်ဒီပွဲကိုတော့ PSG body ပဲရွေးတယ်မိုနာကိုကလည်းလက်ရှိချန်ပီယံလိမှာကစားထားတယ်
အဝေးပွဲတင်အုပ်စုပွဲတွေ၄ပွဲမှာဆိုလို့ရှိရင်တပွဲနိုင်တပွဲတည်နှစ်ပွဲရှုံးထားတယ်ရှုံးထားတဲ့နှစ်ပွဲကလည်းကလပ်2ကို4-1 Real Madrid ကို6-1ဒါမျိုးတွေရှုံးထားတာဆိုတော့ PSG ဒါတကယ်ကစားမယ်ဆိုလို့ရှိရင်တော့မိုနာကိုအိမ်ခွဲမှာ2ဂိုးပြက်မနိုင်တဲ့အကြောင်းတော့မရှိဘူးလို့ကျွန်တော်မြင်တယ်ဆိုတော့ဒီပွဲကိုတော့ကျွန်တော် PSG ပေါ်ဒီကိုပဲရွေးချယ်ခြင်းတယ်ဗျဆိုတော့ဒီနေ့ညအတွက်ကျွန်တော်ရွေးချယ်ပေးထားတဲ့အသင်းတွေကတော့ဂျိုပင်တက်9ပေါ်အတလန်တာဘော်ဒီ Real Madrid 9အောင်နဲ့ PSG ဘော်ဒီဆိုပြီးတော့ကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျညီကိုတို့အကြိုက်လို့ရဆိုလို့ရှိရင်ဆော့ပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့အတွက်ကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ Telegram channel လေးကလည်းကျွန်တော်ရဲ့ဒီ YouTube bio မှာတွဲတင်ပေးထားရပါတော့ညီကိုတို့ join နေတယ်ဆိုလို့ရှိရင် join ခဲ့လို့ရပါတယ်ဗျအားလုံးပဲမောင်းနေပေါက်ကြပါစေ